ကြွရောက်လာကြပါတော့အပရိသတ်များအားလုံးပဲတော်လှန်မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ဝန်စန်းတက္ကသိုလ်ကျောင်းသားများစုပေါင်းပြီးဖျော်ဖြေတင်ဆက်ပေးမယ့်ပြဆက်လေးရဲ့နာမည်ကတော့ရေတစ်ဖက်သွေးတစ်ဖက်လို့အမည်ရပါတယ်ရှင်ဒီဇလန်လေးမှာတော့တော်လှန်ရေးကာလတွေမှာရွေးချယ်မှုတွေတာဝန်တွေချစ်ချင်းတရားတွေကြားလူငယ်တွေဘလို့ရှင်သန်နေကြရလဲဆိုတာကိုပြောပြပြီးမယ့်ဇလန်လေးပဲဖြစ်ပါတယ်ရှင်။နရီတာကတော့ကျမခရစ်စတေပါ။နားတော်တာဆင်ပေးကြပါအောင်ရှင်။လူငယ်တွေဆိုတာလူအဖွဲ့အစည်းကြားအငယ်ဆုံးကလေးတွေစွန့်စားလို့စိတ်ပြင်းနေသူတွေပျော်စရာရှိရင်စိတ်လွတ်လပ်လို့ပျော်ပြီးပျော်စရာမရှိတဲ့ကြံဖန်ပျော်တတ်တဲ့သူတွေလို့ထင်ခဲ့မိတယ်။လူငယ်တွေတကယ်လည်းပျော်ခဲ့ရပါတယ်။လွန်ခဲ့တဲ့အတိတ်တွေတုန်းကပေါ့အခုတော့ပြောစရာဆိုတာတာဝန်နဲ့အသိစိတ်တွေရဲ့နောက်မှာပုံရှုခဲ့ရပြီဒီနှစ်တကြံလည်းမနှစ်ကလိုပဲတော်ကြီးမြတ်မဲတနက်ဆွဲလို့ဆင်နွှဲရအောင်ကြီးတချို့ကတော့ပျော်ရွှင်ခွင့်မရှိပဲရွေးချယ်စရာများစွာတွေကမှအများအတွက်တိုင်းပြည်အတွက်ဆိုတဲ့လမ်းတွေပေါ်ကိုရွေးချယ်ပြီးရှောက်လန်းနေခဲ့ကြတယ်တော်ထဲမှာတစ်ပေအောက်ကလူငယ်တွေကတနက်တလက်နဲ့ဖုန်းတစ်လုံးကိုရဲရင်စွာနဲ့တပြိုင်နက်တည်းကင်ထားကြရတယ်။မြို့ပေါ်မှာတက္ကသိုလ်ကျောင်းသားတချို့ကလည်းပျော်ရွှင်မှုတွေကြားထဲမှာပဲတခုခုလွတ်နေသလိုခံစားနေကြရတယ်။တစ်ဖက်ကရေထဲမှာရီမောနေတဲ့လူငယ်တွေရှိသလိုတစ်ဖက်ကတော့သွေးကြားထဲမှာအသက်ရှင်မှုရုန်းကန်နေကြရတဲ့လူငယ်တွေရှိတယ်။တကြံရည်နဲ့အတူတချင်းတန်နေမြို့ထဲမှာမရက်နိုင်အောင်ထပ်ပေါ်နေတဲ့အချိန်မှာတော့တောထဲမှာသွေးနဲ့နေမပြောင်းနိုင်သေးဘူးလူငယ်တချို့ကကြံရည်ထဲမှာပျော်ရွှင်နေကြပြီးတချို့ကတော့သွေးနဲ့တာဝန်နေကြမှာရှင်သန်နေကြရတယ်အားလုံးကလာနေပါတယ်တချမ်းမောင်တွေပြောရလားကွယ်မကြရှိကသူ့ကိုတွေးလိုက်ချိန်လေးရင်ခုန်ရင်ပျော်ရွှင်ရင်ရေရဲကြတယ်ဟန်တွေပေါင်းဆောင်မနဲ့ဒါဟာတချမ်းလေးကျမကိုချီရင်လာပြောဖို့ခွေအကိုရီမောင်တွေလေးပူညာမလုံးနဲ့တချမ်းတွေမောခွေပြူခွေပရောက်တဲ့ဟဲ့စီရနင်ဒီဘက်ကိုလာစမ်းဒီနေ့နင့်ကိုရေမပက်ရရင်ငါမချေနိုင်ဘူးနော်ဟာလင်းလက်နင်တကယ်ပဲစစ်သားကြီးလို့ငါ့ကိုတားဂက်ထားပြီးလိုက်ပက်နေရပဲဟုတ်တယ်ဒီနေ့တော့နင့်ကိုအလွတ်မပေးဘူးယေးဒါပဲလေခုတော့ငါနိုင်ပြီကွာဟာဟာလင်းလက်တို့များတက်ကြွနေလိုက်တာအနက်ကြီးအဖြစ်နဲ့နော်ဒီလိုပဲအမြဲရှိနေနိုင်ရင်ကောင်းမယ်ဟင်အမြဲတမ်းဆိုရင်တော့ဒါလည်းဝင့်ဝါရဲ့နင်ဘာတွေးနေလဲဆရာငါမေးချင်တာတစ်ခုရှိတယ်နင်ထင်လားဒီချိန်ငါတို့လိုပဲလူငယ်တိုင်းဟာပြောနေနိုင်ကြမယ်လို့အာဝင်းဝါနင်ရလေဟာပျော်နေလားစားပြီနင်တို့စဉ်းစားကြည့်လေငါတို့ဒီလိုရေးပက်ပြီးပျော်ရွှင်မောနေတဲ့အချိန်တခြားတဲ့နေရာမှာတော့စုလင်တို့ကငါတို့လိုရေးမဟုတ်ပဲတခြားအရာတွေနဲ့ရှင်းသန်နေရမယ်ဆိုရင်ရောအော်ဝင့်ဝါရဲ့နင်အဲ့လိုတွေးနေရင်ဒီနေ့မပြောရတော့ဘူးနော်သူတို့လည်းသူတို့ခံယူချက်နဲ့သူတို့ပေါ့ဟင်တခါတလေမှာတချို့အရာတွေကမသိသလိုနေဖို့လိုတယ်ဟဲ့မသိသလိုနေခြင်းကအဲ့ဒီအရာတွေကိုမရှိသလိုဖြစ်သွားစေနိုင်လို့လားပျော်ရွှင်မှုတစ်ခုကိုအပြည့်အဝခံစားနိုင်ဖို့တခါတည်းရတခြားသူရဲ့နာကျင်မှုကိုမမြင်သလိုနေဖို့လိုတတ်တယ်တဲ့ဒါပေမဲ့မမြင်သလိုနေလိုက်လို့မရှိသွားတာမျိုးတော့မဟုတ်ဘူးလေဒီလိုလူမသိသူမသိနဲ့တောထဲတောင်ထဲတိုက်ပွဲဝင်နေတဲ့တို့ရဲဘော်တွေကိုဘယ်သူတွေများမေ့နေကြပြီလဲ
စုလွင်နေ့လက်တွေကိုလည်းကြည့်ပါဦးနေ့တိုင်းရဲဘော်တွေရဲ့ဒဏ်ရာတွေကိုကုပြီးကိုယ်တိုင်ကလည်းဒဏ်ရာတွေဖြစ်လို့ ဒါကတန်ရမဟုတ်ဘူးကိုထွေးရဲ့ဒါမေးမရနိုင်တဲ့အမှတ်တရတွေလေ ဟမ်မိမရတဲ့အမတ်တရားတွေဟဟလား ဟုတ်တယ်ငါတို့ရဲဘော်တရားကိုကယ်လိုက်တဲ့အချိန်သူမျက်လုံးထရကျေးဇူးတင်ပါတယ်ဆိုတဲ့ကြေးကိုခံစားလိုက်ရတဲ့အခါငါတွေ့မိမရနိုင်ဘူးအားရပူဖြစ်လာရတယ် အေးပါနင်တို့အဆင်ပြေရင်ပြီးတာပါပဲ နင်တို့အနာဂတ်ကိုတွေးကြည့်ဘူးလားပုံဖော်ကြည့်ဘူးလား နေ့တိုင်းတွေးမိတယ်လေဒါပေမဲ့အမြဲတမ်းတော့မတူဘူးပေါ့တခါတရံကြတော့လဲမနှက်ဖြန်ရှိပါဦးမလားဆိုတာကိုစဉ်းစားမိသေးတာဒါမဲ့လည်းနောင်ကျိုးရဲ့ငါတို့ယုံကြည်ချက်ကခိုင်မာပြီးသားပဲလေဒီနေ့ငါတို့လည်းအိမ်ပြန်ကြမယ်ငါတို့လည်းတင်းချံကိုပျော်ပျော်ကြီးလေကြကစားကြရအောင်ပါဟာ လူသူမနီဒီတောကြီးရဲ့ကတို့လူငယ်တွေကိုဘယ်သူမှမှတ်မိကြသေးလဲသူတို့မှလည်းအိမ်မက်တွေရှိတယ်အနာဂတ်တွေတပွေးတစ်ပိုက်တဲ့အိမ်ပြန်ခြင်းစိတ်တွေရှိကြတယ်နောက်နေ့တင်းကြံတော့အိမ်ပြန်ရစီခြင်းမိတယ် ဆရာငါရင်ထဲမှာတခုခုဟာနေသလိုပဲရွေးချင်တာလိုငိုချင်တာလိုနဲ့စုလင်တို့အစီအပြေကြပါမလားမသိဘူး ဘာလို့လဲဝင်းဝါရနင်ကလောက်ပြီး အေးနော်ငါလည်းလေပြောနေတယ်လို့ထင်ရပါမယ်တကယ်တော့လက်ပြတန်းတန်းမပြောနိုင်ဘူးသိလား နင်တို့ကလည်းဘာလျှောက်တွေးနေပြန်ပြီနဲ့လူငယ်ပဲဟာပျော့ပျော့ပေါ့အချိန်တန်ပွဲယူပြီးအလုပ်တစ်ခုဝင်ရုံပဲမဟုတ်လားငါတို့လည်းစီးလို့ဝါလို့နေနေရမှမဟုတ်တာဟာ အေးလေဟာတူတူလည်းအဆင်ပြေမှာပါ တခါတလေတွေးမိတယ်တိလားငါတို့ရဲ့အနာဂတ်တွေကအရန်လွယ်နေပြီတချို့အတွက်ကြခက်ခဲနေမလားလို့ တစ်ဖက်မှာအနာဂတ်ကိုစဉ်းစားစရာမလိုဘဲနဲ့ပျော်နိုင်တဲ့လူငယ်တွေတစ်ဖက်မှာတော့အနာဂတ်ကမသေးချပဲမျောလင့်ဆောင်စားနေရတဲ့လူငယ်တွေ ကဲအားလုံးဒီကနေ့ schedule ကိုပြန်စီရမယ်မနေ့ပိုင်းမှာ training ဆင်ပြေတယ်နေ့လည်း patrol လည်း okay ညနေပိုင်းမှာကလေးတွေက zone class ရှိရမို့လား ဟုတ်ပါတယ်ဒါပေမဲ့ security ကိုလည်းမလျှော့ပါဘူးခင်ဗျဒီအပိုင်း enemy movement ကလည်းတိုးလာတယ် ဟာ schedule ရှိနေရတော့ကျွန်တော် zoom club ပါတာကိုကြည့်ရင်ကျွန်တော်ဘဝကြီးက unit တော့ဖြစ်တယ်နော်ဟိဟိ ဟုတ်တယ်နော်တခြားသူတွေကတော့လက်ချဟောရမှာစတင်တယ်ကျမတို့ကတိပင်အောင်မှတင်တယ်နေရာမတူပေမဲ့တင်ယူခွေရတာချင်းအောင်တူတူပါပဲ နေရမဟုတ်ဘူးရှားမြရဲ့စိတ်ကသာအဓိကအရေးကြီးရလေအမတို့ရဲ့ယုံကြည်ချက်နဲ့ခံယူချက်တွေမပြတ်သေး၍ဘယ်နေရာမဆိုစတင်ကန်းဖြစ်လာနိုင်တယ် Hey started ရတော့ ready ပဲပြောလိုက်ရတော့ share ပဲဒီနေ့တော့ connection ကောက်မြတ်ထင်တယ်ကွာ လူလဲ ready ပါဗျာဒီနေ့တော့လေနောက်တစ်ခုမှမလွတ်အောင်မှတ်ရမယ် final ကျောင်းသားဆိုတော့လေဇာတန်းကလောအောင်မယ်ဗျ အမလေးနော်ကြွားကလည်းကြွားသေးတာသူကကဲအားလုံး join ဖို့လုပ်ပြီးပြီလားအမလည်းအန်ထလုပ်တော့မယ်နော်ဒီနေ့စုံကြည့်ကြည့်ရှိရလေနောက်ကြရင်မူကပတ်လိုက်မယ် တားလဲဝင်ပါပြီဗျာမမိုးကတော်သေးမစ္စတာဇီရိုကဆိုရင်တော့မအိပ်ရတော့ဘူးသားမှတ်ဆိုတော့ခုပဲလာပြီပြော ကလေးတွေ main ထဲကစောင့်မနေကြနဲ့နော် breakout room တွေ join ကြကြဟောဆရာကြီးလာပြီနော်ကလေးတို့ မင်္ဂလာပါဆရာကြီးခင်ဗျ မင်္ဂလာပါကလေးတွေဒီနေ့အားလုံးကိုတွေ့ရတော့ဝမ်းသာပါတယ်ကွာ ဟုတ်ဆရာကြီး ဆရာကြီးကလည်းသားတို့ကအတန်းမှန်ပါတယ်ဗျတခါတလေဝင်းနေမြေပြင်တွေကြောက်တာဟာအဲ့ဒါမင်းတို့ force မဟုတ်ဘူးလေငါတပည့်ကအဓိကတာဝန်ပြီးရင်ပြန်ပြီးတော့ဆက်ကြိုးစားဖို့ပဲမင်းတို့အဲ့လိုပြောတော့ကျုံလုံးဆရာကနေပြီးတော့ continuity အကြောင်းလေးကိုဆွေးနွေးခြင်းသေးရဲ့ဟုတ်ဆရာကြီးဗျ continuity ဆိုတာမရဖက်ဆက်သွားနေတာကိုဆိုလိုတာကွာ ဆရာဒါဆိုကျွန်တော်တို့အခုအချိန်လေးကနေလဲ continuity လိုပဲလား ဟုတ်တယ်ငါတပည့်တို့ကပန်းနိုင်မြောက်သေးပေမဲ့လိကလာနေပြီလေ ဆရာ continuity ဆိုတာမရက်ပဲဆက်သွားတာဆိုရင်တခါတလေစိတ်ဓာတ်တွေကြာသွားရင်ရောဘယ်လိုလုပ်ရမလဲရှင် စိတ်ထက်ကြနိုင်တယ်ဒါပေမဲ့ပြန်ထနိုင်တယ်မင်းမရှုံးသေးဘူးလေငါတပည့်တို့ကမင်းတို့အနာဂတ်ကိုဘယ်သူမှလာပေးမှာမဟုတ်ဘူးမင်းတို့ကိုယ်တိုင်ဆောက်ရမှာမင်းတို့ဘက်မှာဆရာတို့ရှိတယ်ပြည်သူတွေရှိတယ်ဘ
ဘာမှစိတ်တက်ကြစရာမလိုဘူးကွာ ဟုတ်ကဲ့ပါဆရာကြီး ဟေးအားလုံးနားထောင်ကြရဲ့ဒီကနေ့အခြေအနေမဟန်ဘူးနီးနားမှာလှုပ်ရှားမှုတွေတွေ့တယ်ဒါပေမဲ့အကိုတို့စောင့်ကြည့်နေတယ်မင်းတို့လည်းစာတွင်ရင်နားဆွင့်ကြအောင် ကိုထော့မဟုတ်သေးပါဘူးဗျာဒီလိုချင်းနေမှာတော့ class ကတိတ်အောင်မလို့လား ဟုတ်တယ်လေဗျာစေရေးကစေရေးပညာရေးကပညာရေးပဲခုလဲကိုထွတ်တို့ဖွဲ့စောင့်ကြည့်နေတယ်မဟုတ်လားအရေးပေါ်မဟုတ်ရင်နှစ်ခုလုံးမလျှော်ဘူးပေါ့ဗျာကျွန်တော်ကအင်္ဂလိပ်ဖိုင်နေဗျတင်းပေပါကလောက်ရအောင်မှာ အေးပါကွာမင်းတို့ကလည်းငါကိုချင်းကောင်းနေတော့တာပဲ မငေါက်ရပါဘူးမောင်ညိုရဲ့အမားတို့ဒီနေ့တက်တဲ့ class တစ်ခန်းဟာနောက်တစ်နေ့အတွက်အင်အားဖြစ်နိုင်လို့ပါ ဟုတ်တယ်လေကျွန်တော်တို့ကဘူးလက်ချာမှာပုတ်ကိုမလွတ်တဲ့ចောင်းသားတွေပေါ့ဗျာဟဲ့ဟဲ့ ဒီလူငယ်တွေရဲ့စိတ်ဓာတ်နဲ့စူးစမ်းပုံတွေကတော့တကယ်ကိုလေးစားစရာပါတာဝန်ကတစ်ဖက်ပညာကတစ်ဖက်ဘယ်တစ်ခုမှမလွတ်တမ်းကိုအမိအယစုပ်ကန်ပြီးတော်လှန်ရေးအရွေးတစ်ခုစီခြိတက်နေကြတာတကယ်ဂုဏ်ပြုချီးကျူးရပါတယ်တကြံလေးရောက်နေပြီမြို့ပေါ်မှာရောဘာတွေဖြစ်နေကြသလဲဆိုတာသူတို့စိတ်မဝင်စားဘူးကိုအလုတ်ကိုသားလုပ်ရင်တာဝန်ကြီးနေကြတာပါလားတကယ်အားကလူငယ်တွေပါပဲလေ Hey guys ကဲချစ်တို့ရေဒေဝီလိုက်ကနေကြိုဆိုပါရနော်ဒီနေ့ content က amazing ပဲနော်ဒေဝီနဲ့အတူတူသင်းညက် festival မှာစုံဖို့အားလုံး ready ပဲလား ဒေဝီနင်ကလေတကယ် crazy ပဲနင်ရဲ့အဲ့ဒီတကြံ festival လိုက်ကလည်းကြီးညာလို့ကိုမပြီးဘူး ဘာလို့ crazy လဲဟာလိုက်က enjoy မို့ပဲမဟုတ်ဘူးလားနင်တို့လည်းငါပွဲမှာလာချိုင်းကြနော် ဒါပေမဲ့လေတချို့လူတွေကအဲ့လို enjoy လုပ်ဖို့အတွက်တာအခွင့်အရေးမရှိဘူးနင်သိလား အဲ့တော့ငါထိုင်ကုန်နေရမှာလားငါလုံနေရလေ ထိုင်ငိုဖို့လည်းမလိုပါဘူးဟာနားလေတီးတတ်ဖို့ပြောနေရ နင်တို့ကဟာအာယုံမဲ့တော်ပြီငါပြန်တော့မယ် ဝင်းဝါနင့်ကြည့်ရလေဒီနေရာနဲ့မကိုက်တယ်လို့ပဲဘာဖြစ်နေပြန်လားလဲတော်ရရဲ့လူတယောက်တွန်းနေလား ဟုတ်တယ်ငါစိတ်ကစုလဲစီမှာငါစုလင်ကိုစိတ်ပူနေတာ ဒါဆိုနင့်နာငါကရောငါနင့်အတွက်ပါလေ နေကငါတို့ထာဝရတငယ်ချင်းလေငါနှလုံးသားကတခြားနေရာမှာ ကဲဝင့်ဝါငါနဲ့အခန်းနဲ့ခဏသွားရအောင်ငါတို့စုလွန်စီဖုန်းဆက်ကြည့်ကြမလား ဟယ်လိုစုလေငါပါဝင်းဝါအိတ်လည်းရှိရယ်နင်စင်ပြေးရလားအခုရောဘယ်မှာဘာတွေလုပ်နေရလဲ ဟာဝင်းပါလားငါတတိယနေတာအိမ်ရောပါလာရင်နင်တို့တန်ကြားရတာဝမ်းသာလိုက်တာဟာ နင်အစင်ပြေးလာလို့ ငါလားငါကအဆင်ပြေပါတယ်ဟာငါယုံကြည်ရလမ်းတိုင်းရှောက်နေတယ်ဒီမှာငါနဲ့ခံယူချက်ချင်းတူတဲ့ဘော်ဒါတွေလည်းအများကြီးပဲဟာ စုလွန်ရဲ့နင်ပြောတာကြားတာငါကလက်ပြမလုံးတယ်လို့ခံစားရတယ် နင်တို့လည်းရေပေါ်စီမမဟုတ်တာဟာနိုင်တယ်လောက်ကူနေတာငါသိပါတယ် စုလေဒီနေ့ငါတို့အတူတူပြန်တွေ့ချင်သေးတယ် အဲ့ဒီတနေ့အတွက်ငါမင်းရဲ့ပဲစူးစမ်းနေပါတယ်ဟာ အားလုံးအားလက်ဟေးခွေးတွေနားကလာပြီအကုန်စုကြ ကဲဒါပဲနော်ငါသွားရတော့မယ် စုလေကိုတော်ကျိုးကျွန်တော်လိတ်တုံနေတယ်ဗျဒါပေမဲ့ဒါကကြောက်လို့မဟုတ်ဘူးနော်ကျွန်တော်ဒီကောင်တွေကြောက်လို့မဟုတ်ဘူးဗျ ငါတို့တိုက်ခိုက်နေတာတေဖို့အတွက်မဟုတ်ငါတို့အားလုံးရှင်တယ်မို့ငါတို့တိုင်းပြည်ရှင်တယ်မို့ ကြောက်နေတာမဟုတ်ဘူးဗျဒီကောင်တွေကိုတိုက်ရမယ်ဆိုအတိနေကျွန်တော်ရေထဲမှာတုံနေတာဗျကျွန်တော်မသိမချင်းဒီနေရာကနေပြီးတော့တဖွားမခွာဘူးမဟုတ်ဘူးဗျကျွန်တော်ဖွားမခွာဘူးဗျမခွာဘူးဗျ ကိုထွတ်ခွေးအောင်နေလူများတယ်ဗျ ထိုစဉ်အပြန်အလှန်ပြစ်ခတ်ကြရင်ရန်သူကြည်စံတတောင်ဟာ မောင်ညိုမဟုတ်ဘူးတတိထောင်လေကွာ
ကိုတော်ကျိုးကျွန်တော်လုံနိုင်ခဲ့တယ်မလားအမေကိုပြောပေးနော်ကျွန်တော်သူ့ရဲ့ဘုမတောက်ခဲ့ဘူးဆိုတာအမေကိုပြောပေးနော်ဟာကွာမောင်ညိုရာ苏伦，林涛，我下一个，先别别打人，啊，苏伦多帅没？ကိုချိုမရတော့ဘူးရှင်းမခွေးအုံလိုက်တဲ့လာပြီစွလွေထားနိုင်သေးလားခါစားပါဦးဟာကိုချိုမော်ရှာဒီလိုစောက်တော့ခလေးတွေအမြန်ခေါ်သွားငါ့ကိုထားခဲ့လိုက်တော့မဟုတ်တာအရောဒီမပါဝဲဘယ်မှမတော်ဒီပြောတော့ဘယ်မှာပြတ်တယ်မဆိုနေကတဲ့ပေးထားလေစွလွေရဲ့အေးငါပြန်တွေ့မှာပါဒါပေမဲ့ဝင်းဝါကိုပြောပေးကြပါငါ့ကိုစောင့်နေပါလို့ငါတို့အနာကိုတခြားပုံစံနဲ့ပြန်လာခဲ့ပါမယ်လို့စကမ်းများနဲ့စုရင်လာငါကြောဖို့တဲ့ငါမင်းတေဝတ်မပေးဘူးကိုချိုမော်ရှာနင်တို့စောက်တော့ခလေးတွေဘယ်သူမှမထင်မှတ်ထားသောကိစ္စကိုစွလင်တယောက်လုံးလိုက်လေပြီဘုံကိုကြစ်ကြစ်ပါအောင်ကိုင်ရင်စစ်ခွေးတွေကြားသို့ပြေးဝင်သွားခဲ့လေသည်စွလွင်တစ်ဖက်မှာရေကစားတန်တွေဆက်လက်ကြားနေတယ်တစ်ဖက်မှာတနက်တန်တွေငိုကြွေးတန်တွေမပြောင်းနိုင်သေးဘူးတစ်ဖက်ကမြူးကြွနေကြတယ်တစ်ဖက်ကတိုက်ခိုက်နေရတယ်ဒါပေမဲ့နှစ်ဖက်လုံးမှာတူညီတာတစ်ခုရှိတယ်သူတို့ဟာအနာဂတ်အတွက်ရှေ့ဆက်နေကြတဲ့လူငယ်တွေရှင်တန်ခြင်းစိတ်ချစ်ခြင်းစိတ်ပျော်ခြင်းစိတ်တွေရှိကြတဲ့လူငယ်တွေဖြစ်တယ်ဆိုတာပဲကျမတို့ရဲ့အတန်ပြဆက်လေးကတော့ဒီမှာရင်ပြီးပါပြီရှင်တင်ဆက်ရမှာအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်နောက်နေ့တစ်ကြံမှာတော့အားလုံးအတူတူငြိမ်းချမ်းစွာနဲ့ဖြတ်သန်းနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းနဲ့နှုတ်ဆက်ပါရစေရှင်Take with my ngaruha pinetaru pong ata bindu date ke lipya lumyela Satyarine shintange yare hoyem yozan yane ngaru ye ti Pues no le de shuyao ni mya la lu twa bu lu nge ti pues the children Chili tree, chili chin, the new late yellow, yeah.
မတိချတော့